Good morning. Finally we are here. အားလုံးမင်္ဂလာပါဆိုတာကျွန်တော်ဒီမိုနာလီစာပချီကာရှိတဲ့ဒီလူမြူဇီယံကိုရောက်ရှိလာပြီပေါ့နော်ဒါကျွန်တော်ပထမဆုံးဖွင့်တဲ့မနေ့9နာရီအချိန်ကိုအရောက်လာခဲ့တာပေါ့နော်လက်မှတ်ကိုကြတော့ကျွန်တော်ဒါ online နေတာစောစောစီဒီအချိန်ရအောင်ကြိုဝယ်ထားတော့ပေါ့နော်အခုပုံမှန်မြင်တွေ့ရတဲ့ဒါဒီ pyramid ပုံဖန်သားပြင်နာမည်ကျော်တဲ့နေရာဒါဒီ museum ရဲ့အထိမ်းအမှတ်တစ်ခုပေါ့နော်မိုနာလီစာပုံကြည့်ဖို့ရေပြေးရတာလူများမှာဆိုတော့ဒါကြည့်ဒီ Yeah, all museum. Melissa, oh, this is a famous. There are famous I'm a kind of been there. Mona Lisa ဆိုတော့နောက်မှာထားတာလူရတာရင်ကြည့်အောင်လို့ဒီလူတွေကလည်းအဲ့တော့ရင်လာကြည့်ကြတယ် Mona Lisa ပြီးမှချားတယ်ဒါရင်လာကြည့်ကြတယ်။အားကြတကယ်အဆရာအမကျွန်တော်ဒီခန်းကိုရောက်လာပါပြီ။မိုနာလီစာထားတဲ့ခန်းပါ这么小，你跟人家放的是好哦。你看他是在笑的感觉，你看着他是在这里笑的。ကျော်တဲ့ရှိတာ You want to get in tonight? ကျော်တဲ့ရှိတာ Thank you. ကျော်တဲ့ရှိတာ Open your hair a little bit. Thank you so much. ရိုက်လို့ကုန်မှာမဟုတ်တော့ဘာကြည့်ဒီတယောက်ဆဲဝင်စားပချီဒီခန်း The hall အများကြီးဒီ museum မှာစိတ်ဝင်စားရင်တရနေ့မှာမကအချင်းလောက်မှာမဟုတ်ပုံစံလေးကိုတက်တာဝမ်းမဝတ်လို့ပြင်တာမဘောနဲ့လို့Terracotta. Raja Jane and Bronx. Oh, she kicked a sort of chop the winning. Dagadi, Sunday has to create a South the fortress one of the old time နိုင်ရိုင်ပြီးတော့ဒါလည်းတော့ original ဒီတတိုင်းဖြစ်တယ်ပေါ့ဒီ Lu Museum အောက်ခန်းမှာရှိရောဟို Egyptian ဖက်ရောက်လာ Egyptian War Museum I'm a camera.
ကြည့်အောင်ဒီခန်းကတော့အမတန်မှကြီးကျယ်ခန်းလာပြီးတော့ရှေ့ခေတ်ဒီပြင်သစ်ဘီရင်တွေရဲ့အတုံးဆောင်ပစ္စည်းတွေပြရတဲ့ခန်းပေါ့နော်ဘယ်ရှိပြင်သစ်ဘီရင်တွေအတုံးဆောင်ဒါကတော့ဒီကဘာကျော်အခုရုပ်ထုဖြစ်တဲ့ Venus de Milo ပေါ့နော်ဒါလာကြည့်လို့လည်းအရင်များပါတယ်ဒီနေရာမှာLook at that. Oh, the sculpture. The museum မှာတော့တကယ်ကိုအမခံပင်ရတီကြီးပချီတွေပပူတွေလက်ရတကယ်ကိုလက်ရမြောက်တဲ့တံဖိုးဖြတ်လို့မရတဲ့ဒီလူပညာပစ္စည်းတွေပေါ့နော်မကြည့်ထူထားတယ်ကဲမကုန်နိုင်ဘူးလာလို့ဒီနေရာလေးတော့ Instagram မှာနာမည်ကြီးရဲ့တပ်ပုံရဲတဲ့နေရာလေးပေါ့နော်ဒါအရင်ပြီးရင်နေခဲ့တဲ့နေရာပေါ့ကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးပါခင်ဗျာ